ဟာနောက်တစ်ချိန်မှာလူတိုင်းသိကြမဲ့စပိုက်ဒါမန်တယောက်မွေးဖွားလာတဲ့အစပဲဖြစ်ပါတယ်။တစ်ခေါက်မှာတော့ပီတာရဲ့စွမ်းအားတွေစတင်နှိုးထလာတဲ့အခိုက်အတန့်ကိုကြည့်ရမှာပါပီတာရုတ်တရက်ကြမ်းပြင်ချော်ပြီးလဲကြတော့မဲ့အချိန်မှာပီတာကမစင်းစားပဲချက်ချင်းထရက်ပြီးဖမ်းကယ်လိုက်ပါတယ်။အဲ့ဒီလှုပ်ရှားမှုကအယမ်းမြန်လွန်းလို့အနားမှာရှိတဲ့လူတွေရောကောင်မလေးပါအံ့ဩသွားကြပါတယ်။ပီတာကိုယ်တိုင်လည်းသူဘလို့ဒီလောက်မြန်သွားလဲဆိုတာနားမလည်နိုင်ပါဘူး။ကောင်မလေးထွက်သွားပြီးနောက်ပီတာကသူ့လက်ကိုငုံကြည့်လိုက်တဲ့အချိန်မှာတော့ပိုပြီးအံ့ဩစရာတစ်ခုဖြစ်လာပါတယ်။သူ့လက်ဖွားထဲကနေပင့်ကူမြင်တွေထွက်လာပြီးအနီးကထမင်းပက်ကန်တွေနဲ့ဘန်းတွေကိုကန့်ညှိနေပါတယ်။ပီတာကလန့်သွားပြီးအတင်းဆွဲဖြုတ်လိုက်တော့ဘန်းတစ်ခုကအရှိန်နဲ့လွတ်ထွက်သွားပြီးတခြားចောင်းသားတစ်ယောက်ရဲ့နောက်ကျောကိုတက်ထိသွားပါတော့တယ်။ရုတ်တရက်ဖြစ်သွားတဲ့အဖြစ်အပျက်ကြောင့်ထမင်းစားခန်းထဲကလူအလုံးပီတာကိုလှည့်ကြည့်နေကြပါတယ်။ပီတာကတော့ဘာမှနားမလည်နိုင်ပဲကြောက်လန့်ပြီးအဲ့ဒီနေရာကနေအမြန်ထွက်ပြေးလိုက်ပါတယ်။ဒါပေမဲ့ဘန်းနဲ့ထိသွားတဲ့ចောင်းသားကတော့ဒေါသထွက်ပြီးပီတာနောက်ကိုအပြေးလိုက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာလိုက်လာတဲ့ចောင်းသားကပီတာကိုမိသွားပြီးရန်စပါတော့တယ်ចောင်းသားကလက်သီးနဲ့ထိုးလိုက်ပေမဲ့ပီတာရဲ့ခန္ဓာကိုယ်ကအလိုလိုတုံ့ပြန်ပြီးအလွယ်တကူရှောင်နိုင်သွားပါတယ်နောက်ထပ်ထိုးချက်ကန်ချက်တိုင်းကိုလည်းသူမစဉ်းစားပဲရှောင်နိုင်နေပါတယ်ပီတာကိုယ်တိုင်တောင်သူ့ခန္ဓာကိုယ်ကဘာကြောင့်ဒီလိုလှုပ်ရှားနိုင်နေလဲဆိုတာနားမလည်နိုင်ပါဘူးဒီအချိန်မှာတော့သူ့စီမှာတာမန်လူမရှိနိုင်တဲ့စွမ်းအားတစ်ခုရောက်ရှိနေပြီဆိုတာစတင်သတိထားမိလာပါတယ်သူ့လက်ဖွားကပင့်ကူမြင်တွေကိုထုတ်ကြည့်တဲ့နေရန်ကိုလက်ကပ်လိုက်တာနဲ့ကောက်ကတ်ထားသလိုမြဲမြံစွာကတ်နေပါတယ်အဲ့ဒီနောက်နေရန်ဘော်ကိုတဖြည်းဖြည်းကုတ်တက်ကြည့်ရကနေလွယ်လွယ်ကူကူတက်နိုင်သွားပါတယ်ပီတာကယုံတောင်မယုံနိုင်ပဲသူ့အစွမ်းတွေကိုဆက်ပြီးစမ်းတက်ပါတော့တယ်ဒီအချိန်ကစပြီးပီတာဟာတာမန်ကျောင်းသားတစ်ယောက်မဟုတ်တော့ပါဘူးပင့်ကူတကောင်ကိုက်ခံရပြီးနောက်ရရှိလာတဲ့ထူးခြားတဲ့စွမ်းအားတွေကသူ့ဘဝကိုလုံးဝပြောင်းလဲသွားစေခဲ့ပါတယ်ဒါဟာနောက်တစ်ချိန်မှာလူတိုင်းသိကြမဲ့စပိုက်ဒါမန်တစ်ယောက်မွေးဖွားလာတဲ့အစပဲဖြစ်ပါတယ်